brand ကိုဖန်တီးနိုင်ဖို့ဆိုတာ common product ဒါမှမဟုတ် service တစ်ခုတည်းနဲ့လည်းမပြီးပါဘူး။တင်းရဲ့ target audience တွေ competitors တွေနဲ့ဈေးကွက်ထဲကအခြေအနေတွေကိုပါနည်းနည်းနားလည်နိုင်ဖို့လိုအပ်ပါတယ်။ဒီလိုမျိုးနားလည်နိုင်ဖို့ဆိုရင်တော့ဒီနေရာမှာ social listening ကအရေးပါတဲ့ခန်းကဏ္ဍကပါဝင်လာပါတယ်။ social listening ကိုအသုံးပြုခြင်းက social media ပေါ်က online conversation တွေ customer ရဲ့အမြင်တွေနဲ့ကိုယ့်ရဲ့ industry နဲ့ဆိုင်တဲ့ trend တွေကိုစောင့်ကြည့်နိုင်ခြင်းဖြင့်ဒီလုပ်ငန်းတွေအရေးပါတဲ့ data အချက်အလက်တွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ဒါအပြင်ဒီလုပ်ငန်းရဲ့ brand ကိုပုံမကောင်းအောင်လုပ်ဆောင်နိုင်ပြီးတော့ customer engagement ကိုပါမြင့်တင်နိုင်ဖို့နဲ့ဒီရဲ့ paper တွေထက်တိုးတက်တာလုံးနိုင်အောင်အသုံးချနိုင်မှာပဲဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ social listening tool ကိုအသုံးချပြီးဒီရဲ့ brand ကိုပုံမကောင်းဖို့တိုးတက်လာအောင်ဘယ်လိုလုပ်ဆောင်မလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ social listening tool ကိုဒီလုပ်ငန်းအတွက်ဘယ်လိုရည်ချက်နဲ့သုံးပါလဲ။ social media ပေါ်မှာ customer ရဲ့တုံ့ပြန်မှုတွေ star တဲ့နေကိုလေ့လာပြီးဒီရဲ့ brand reputation ကိုမြင့်တင်နိုင်ဖို့လား။ခုလုပ်ငန်းရဲ့ product နဲ့ service တွေရဲ့ quality တွေကိုပုံမကောင်းအောင်လုပ်ဆောင်နိုင်ဖို့လား။ social listening ကိုအသုံးပြုပြီးဒီလုပ်ငန်းအတွက်ဘယ်လို goals တွေသတ်မှတ်နိုင်မလဲ။ online ပေါ်မှာဖြစ်တဲ့အကြောင်းတွေကိုအချင်းရဲ့တပြေးညီစောင့်ကြည့်နိုင်တဲ့အတွက် crisis တွေပေါ်ပေါက်လာခဲ့ရင်တော့ဒီ brand image ကိုထိန်းသိမ်းနိုင်တာဒီရဲ့ brand ကိုအသုံးပြုပြီးတော့ဒီ customer တွေကဘလောက်တိုင်းတာထိစိတ်ချမှုရှိနေကြရလားဆိုတဲ့ feedback တွေကိုသိရှိနိုင်တာဒီ brand ကိုကြော်ညာဖို့ကိုက်ညီ influencers တွေကိုရှာဖွေနိုင်ပြီးတော့စမ်းသစ်တဲ့ content ideas တွေနဲ့ဒီရဲ့ brand ကိုလူသိများအောင်ကြော်ညာနိုင်မယ်ယခုလိုမျိုးတင်လုပ်ငန်းတွေလှုပ်ဆောင်နိုင်မယ့်ရည်ရွယ်ချက်တွေ goals တွေကိုသတ်မှတ်ပြီးတော့တင်လုပ်ငန်းနဲ့ပတ်သက်တဲ့ social media မှာနားထောင်ခြင်းတဲ့ keywords တွေကိုထည့်သွင်းပြီးတော့ social listening ရဲ့ dashboard ကနေဒီနေရာထဲမှာတစုတစည်းတဲ့နားထောင်နိုင်မှာဖြစ်ပါတယ်ယခုလိုမျိုးလုပ်ငန်းတိုင်းတွေအသုံးဝင်တဲ့ social listening တို့ချက်ကိုအသေးစိတ်သိရှိလိုပါက www.bankifymyanmar.com ကိုနှိပ်ပြီးတော့ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်